Hey home ဘုံဘက်လို့စီစဉ်တဲ့ပုံကန်တွေးတဲ့အရာရဆုပ်ပြက်နေတဲ့ဓာတ်တွေဖြစ်လာမှယုံပြန်သေးတယ်တခါမင်းတို့ကငါအကုန်ပြန်ပေးမယ် rap ကိုဆိုရဲဆိုတာငါတော့ပြစ်ကိုဝင်ခံတယ်လို့ပုံစံလေးပဲကာယကုံစုံဆိုင်လေးတဲ့ကရတမျိုးစုံဖော်ရွေဆိုတွေ့နိုင်ပါတယ်ပြတာပေးရုံတသနာသေးဆုံးမစိတ်တမျိုးဘွားရေးရတွေ့ကြုံတဲ့ရင်ထဲကပြောတာတွေ့ပြီးအတွေ့ကလေးကုန်နဲ့ကဘာမှမျောတင်လို့တောင်းတမှန်းမသိတခါလေယူလို့ပဲခုလို့ဝေးရချင်းအကြောင်းကဘာလဲဘာလို့ဘောနောက်ဆုံးဖြစ်လေတဲ့တစ်ခေါက်ပြန်လာတယ်ငါထင်ရဲ့စိတ်တိတ်တဲ့ဘဝအလုံးအတွက်စေရင်ဖေးမတဲ့စာသားတွေကိုတက်ကရေးဘသူအတွက်ဖေးမနဲ့နေလာကတလဲစီနေတဲ့တန်ပေါင်းကြတော့မဲ့ရေးတဲ့စိတ်ဆွဲတဲ့လို့တန်းစုံများမှငါတို့တကယ်ဝေးကုန်နေရဲ့အလုံးရဲ့အစဘဝခုနောင်ထားနဲ့ညဒါမရှိကောင်းတဲ့အမောင်ကြားထဲမှာကျဲတဲ့လက်ကခုခုထက်ရှောင်ရှားခဲ့သမျှဝိတခုရလက်လေးမထွက်ခင်မြင်ရတာအဲ့ဒါတောင်းကြားထဲမှာခင်းနေခဲ့တဲ့ပင်လေးရေးတစ်ဖွဲစုတောင်းတစ်ခုလိုပဲထင်းနေလေယူတို့သလိုမျက်လုံးမိတ်တိုင်းမြင်နေအိမ်မက်ထက်ငါယုံတဲ့အရာပဲခင်တွင်နေသိပါတယ်ငါကဘယ်နှခါတက်ခဲ့ပြီးတောင်များရဲ့လက်ပြောင်းဖြစ်ဆက်မဲ့ခီးစီမရနေမဲ့မတရားဆိုတော့မတမဲဘလို့ခေါ်ရမှန်းတော့မသိတော့ဘူးတရက်ပထမဆုံးနေပြောခြင်းနဲ့ကျေးဇူးပဲဒုတိယတစ်ခေါက်မေးဘူးစေအဖြစ်ကိုလေးပြေလို့ပိတ်သေးဆိုပြန်ရှာဖို့တော့ချင်းနေမဖြစ်ဘူးဒီတိုင်းနေလုံးကတကောင်ပြန်ဝဲဘူးတင်ခဲ့ရတာတေးချိန်မို့ခန်းတစ်ခုဆိုပဲဘော်ရိုင်းနဲ့ရှင်လို့စုံဖို့လမ်းစုနေစိတ်နဲ့ရဲလွမ်းမှုတွေနဲ့စွမ်းတစ်ခုစိုက်ပြွေးနဲ့ညစ်ပတ်ကြိုးလို့ရစ်ပတ်နေတဲ့သမျှတော့လွမ်းဘူးလေကဲဘလောက်တိုင်းပြီးဝေးမလဲ red tail right စီရေးကဲရှူနံပေါ်ဆောက်တလွဲဆွဲလျှော့ဆွဲတော့သဘောများအကွဲတော့လမ်းခွဲထူးဆန်းတော့ညများတဲ့မြင်ခဲ့တဲ့ပွဲတော်ဖြစ်မသိပေမဲ့ပုံမြင်လို့ထားပါစစ်မှန်တဲ့ယုံကြည်မှုနဲ့ဆိုရဒါဆိုမှရှာနေအာနာစရာဖြစ်လို့စကားမပြောခင်ချိန်သိရှာလာလို့လေလို့ပဲမသွားတာပြင်းမတင်မှလည်းသူကပြစ်ချင်မှလည်းရေးချင်တန်ရောတဲ့တန်စင်နဲ့ဝင်လာစေပင်မောငါအိမ်ထဲမှာပြောတော့ကောင်းမှန်တဲ့စစ်ကိုထိုင်ခြင်းမူတွေလေးလို့ချစ်တယ်လားဆိုဟေခဲကာယနေကတည်ရလားရှင်တွင်ဖြစ်သွေးခေါ်မတင်တွင်တော့ဆွေးကောအဝေးကိုငေမတရတိုင်းကခက်ရေးပေါ်နောက်ပိုင်းငါလည်း ready တိတ်တွေးရတယ်အဲ့ဆုံးဖြတ်ထားပြီမဲ့